ငါတို့ကိုတစ်ဖွဲ့ချင်းစီတတ်လို့ရမယ်လို့သူတို့ထင်ခဲ့ကြတယ်ငါတို့ကိုလူမျိုးစုတွေအလိုက်ခွဲတိုက်လို့ရမယ်လို့သူတို့ထင်ခဲ့ကြတယ်ဒါပေမဲ့အခုမင်းတို့ပတ်လေးကိုကြည့်လိုက်ကြစမ်းဒီနေ့မှာငါတို့အားလုံးဟာတစ်ခုတည်းဖြစ်သွားပြီငါတို့ရဲ့ညီနောင်စိတ်ဓာတ်ကိုမီးနဲ့တွန်းလောင်းထားတာငါတို့ရဲ့ညီညွတ်မှုဟာအကောင်းဆုံးလက်နက်ပဲအာနာရှင်စနစ်ရဲ့နှလုံးသားစီတို့နောက်မဆုတ်ကြေးအညံ့မခံကြေးပြည်သူအောင်ပွဲရရမည် KNDF ဟာအရင်လိုမဟုတ်တော့ဘူးသူတို့ဟာတားဆီးလို့မရတဲ့ပြည်သူတက်မတော်ကြီးဖြစ်လာပြီမကြခင်မှာနေပြည်တော်ကိုသွားတဲ့လမ်းကြောင်းဟာပွင့်လာတော့မယ်ငါတို့အားလုံးစုပေါင်းပြီးထိုးစစ်ဆင်လိုက်တာနဲ့နေပြည်တော်ကြဆုံးရမယ် Hello boss ကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုတွေကိုကြည့်ပြီးပြီသူတို့ပြောနေတဲ့မိန့်ခွန်းတွေကတကယ်ကိုကြောက်စရာကောင်းတယ် လွတ်လပ်တဲ့ပြည်နယ်ဖြစ်ရမယ် ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲ ငါတို့မြေကိုငါတို့ဘာသာထိန်းချုပ်ရမယ် Green KNDF ရော AA ရောကချင် Green နဲ့ချင်းတွေပါအခုပေါင်းမိသွားကြပြီသူတို့သာတကယ်ညီညွတ်သွားကြရင်ကျွန်တော်တို့ဒုက္ခရောက်ပြီအရင်ကသူတို့တွေကွဲနေလို့လားကျွန်တော်တို့နိုင်ခဲ့တာအခုတော့သူတို့တွေသာစုစည်းသွားရင်ကျွန်တော်တို့ဘလို့မှတိုက်နိုင်မှာမဟုတ်တော့ဘူးသူတို့ကပေါင်းလိုက်ရင်ပိုတန်မာသွားကြပြီကျွန်တော်တို့ဘာဆက်လုပ်ရမလဲအမိတ်ပေးပါဦးမကောင်းတော့ဘူးငါတကယ်ကြောက်နေပြီမကြခင်မှာမြမတက်မတော်ကြီးတစ်ခုလုံးပြုတ်လဲတော့မှာဘယ်နေ့ကငါရဲ့နောက်ဆုံးနေ့ဖြစ်မလဲဆိုတာတော့ငါမသိတော့ဘူးမကောင်းတော့ဘူး ဒီအိမ်ဆိုင်တော့ချောပါလိုက် The army will secure our nation.